ဒီစကားလေးလုံးဝလွယ်မားတဲ့ဟာဟုတ်တယ်နော်ဒီအခုဒီကောင်လေးပြောထားတဲ့ဟာလေးတကယ်တော့လေမမကြောလေဒါလီကိုပြောပြတယ်ဆိုတာလေဘာလို့ပြောပြလဲဆိုတော့အခုကလေအိမ်ထောင်တဲ့ဖောက်ပြန်တာများလာလို့ပြောပြခြင်းဖြစ်တယ်နော်နောက်ပြီးမမကလေပထမအိမ်ထောင်ပြုတ်တော့ကလည်းဒီလိုပဲယောက်ျားစက္ကန့်ယောက်ျားရလို့နော်ဒါကြောင့်ကိုကပိုမတိတာဟုတ်တယ်နောက်ပြီးမမကြောင့်ဘ ഹു တုတပြောတယ်ဆိုတာကဒီကိစ္စကိုဟိုလိုမျိုးနာဘူးလို့ပြောနေတာမဟုတ်ဘူးနော်ဖောက်ပြန်တဲ့သူအရန်များနေလို့ကောင်မလေးလေးကိုပြောပြခြင်းဖြစ်တယ်နောက်ပြီးကောင်မလေးလည်းဖောက်ပြန်တဲ့သူရှင်ဆိုကောင်လေးကကြံအဲ့လိုမျိုးကွာကလေးတယောက်နဲ့ကြံခဲ့အဲ့လိုမျိုးဆိုပြောပြခြင်းဖြစ်တယ်တိလားဘယ်လိုပြောဖောက်ပြန်မှုတွေအရန်များနေလို့ကွာပြောချင်တာမမဆိုမေးရင်ငယ်ဆိုအရန်မုန်းတာဖြစ်တယ်ဒါကြောင့်မမပြောပြတာနော်ပြောမစို့ကိုယ့်ရဲ့ဘောနော်အတွေ့အကြုံရကိုကမြင်တဲ့အရာရပေါ့ဖောက်ပြန်တဲ့သူအရန်များနေတယ်အခုလေရန်ကုန်မှာဆိုလဲတော်တော်များဖောက်ပြန်တဲ့သူအရန်များတယ်ဟိုအသက်ဘလောက်ပဲဖြစ်ကွာသူကလေရန်ကုန်မှာကွာမရင်ငယ်အဲ့လိုမျိုးထားမှာမရင်ကြီးလျာကြောက်ပါပြောချင်တယ်ယောက်ျားလေးကအဓိကနဲ့တမနာကသူတို့ခွဲတတ်တယ်ကလေးကိုလည်းသူတို့ချစ်တယ်မိန်းမကိုလည်းသူတို့ချစ်တယ်ဒါပေမဲ့သူတို့အနောက်ကွယ်မှာဖောက်ပြန်တယ်ပြောချင်တာလေနောက်ကွယ်မှာဟိုမိန်းမငယ်ငယ်လေးတွေထားကြတယ်ကွာဒီလားကလေးကိုလည်း तू စွန့်ပစ်နိုင်လားဆိုလည်းမစွန့်ပစ်ဘူးဒီမိန်းမကိုလည်း तू ယောက်ျားပီရှာကျွေးနေတယ်အဲ့လိုမျိုးပဲမိန်းကလေးလည်းတော်တော်များလို့ပဲကလေးမွေးပြီးမှကလေးမွေးခင်လည်းတူပဲဖောက်ပြန်သွားကြနောက်တယောက်ယူသွားကြတာဒါကလေအဓိကဘာကိုပြောချင်တာလဲဆိုတော့လေအခုနလိန်ကိစ္စလည်းပါနေတော့ပတ်စံရှိဖို့လိုပါတယ်မလိုဘူးမဟုတ်လိုတယ်ဒါပေမဲ့ပတ်စံရှိသွားရင်တော့ဒီယောက်ျားပန့်ပုံးမပေးနိုင်မိန်းကလေးဆိုအနောက်မှာလေအခုဆိုချိတ်စရာတော်တော်များပဲတို့ချိတ်မှသွားကြများတယ်နောက်ပြီးဖောက်ပြန်တာများတယ်မမကြောက်ဘ ഹു တုတတင်ရတာဝါဒနာပါတယ်အခုဒီတစ်ခုတည်းမဟုတ်ဘူးအရင်တော့တင်ထားတဲ့ဟာကိုတွက်ကြည့်လို့ရတာနော်အားကြောင့်မလို့လေအမရဲ့ဟိုပါလေ Messenger မှာလာမှဟိုနာဘူးစကားမပြောနဲ့ငေါတော့နာဘူးလို့ပြောပြနေရမဟုတ်ဒါကိုရီးယားကြောင့်ဖောက်ပြန်တဲ့သူအရန်များတော့မြင့်တက်လာလို့ကိုရီးယားပြောပြနေရခြင်းဖြစ်တယ်နော်အခုဒီကိစ္စမှာလည်းတကယ်ဆိုရင်မဆိုင်ပါဘူး main ကလေးကိုစိတ်ချင်းနဲ့မှုပေးတယ်ဆိုတာတကယ်တော့ဒီကိစ္စနဲ့မဆိုင်ဘူးကြာချင်းကိစ္စနဲ့မဆိုင်ဘူးနော်စက္ကန့်ပိုင်းပြောမှဆိုစက္ကန့်လူနောက်မှကွာမိန်းမကိုပြောမှဆိုတော့မိန်းမကိုဘယ်လိုပြောမလဲရိုင်းပြောအာတာပြေအောင်လှုပ်ပေးနိုင်တယ်ဆိုတာကဒီဟာနဲ့မဆိုင်ဘူးနော်လုံးဝမဆိုင်ဘူးပြောရမည်ဆိုနေ့ရဲ့ဟိုဟာနဲ့မဆိုင်ဘူးနေ့ငါပြောတင်းနဲ့လုံးဝမဆိုင်ဘူးပြောမှဆိုကွာတိလာဒီမှာပုံပေါ်မအမလည်းမပြောပြတတ်ဘူးမပြောပြချင်ဘူးပေါ့ပြောမှဆိုဒါကကြတော့မကောင်းဘူးနော်ဒီလိုမျိုးပေါ့ကိုကဒီကနေဘလို့ဆိုမှတဆင့်ချပြောလိုက်မယ်ဆိုရင်လည်းဘယ်လိုပြောမလဲကိုကမြန်မာပြည်မှာဖြစ်နေတဲ့အတွက်ဘလောက်ထိပွင့်လင်းတယ်ပဲပြောဒီထက်ပွင့်လင်းလိုက်လဲမကောင်းဘူးလေနော်ကြည့်မြင်မကောင်းပါဆိုလို့လုံးဝဒီဟိုကလည်းမဆိုင်ငါပြောဒီနဲ့မဆိုင်ဘူးနော်နေလို့ပြုစုတာအပိုင်းပဲဆိုင်တာပါနော်မိန်းမကိုပထမဦးဆုံးကပြုစုပေးရပါတယ်နော်ပြုစုရင်တော့မှမိန်းကလေးကပြီးတဲ့ဟာရှိပါတယ်နောက်ဆုံးတစ်စင်